မန်သေးရဲ့ပြတ်မှတ်ယော်ဂရက်စ်ကိုခေါ်ယူပေးဖို့အတွက်အန်သေးမွဲတောင်းဆိုလာတဲ့ကွန်တီအားလုံးပဲမင်္ဂလာပါခင်ဗျအမ်လီမေအိုင်ဘတ်ခွန်ရှိကိုနဲ့55 Miss Agent ကနေကြိုဆိုလိုက်ပါတယ်နာပိုလီနီမြကွန်တီကအသင်းမှာနောက်ထပ်တရားသီးဆက်ရှိနေဖို့သဘောတူညီခဲ့ပြီးတဲ့နောက်မှာအသင်းအနေနဲ့သူ့အတွက်သိတာထင်ရှားတဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးဖို့အတွက်တောင်းဆိုမှုတွေပြုလုပ်လိုက်ပါတယ်ဒီတော့ကမ္ဘာစင်ထိပ်တန်းကစားသမားမျိုးခေါ်ယူပေးရမယ်လို့လည်းကွန်တီကနာပိုလီဘုတ်ဖွဲ့ကိုပြောထားပါတယ်သူကသာရှေ့ကနေနာပိုလီတင်းအောင်မြင်အတွက်ဖေးပြအောင်စူးစမ်းနေမယ်နာပိုလီဘက်ကတော့သူ့ကိုထိရောက်တဲ့ပံ့ပိုးပေးမှုတွေဘာတစ်ခုမှမရှိဘူးလို့လည်းကွန်တီကဝေဖန်ခဲ့ပြီးတော့ဆိုပါဝေဖန်မှုတွေကြောင့်ကွန်နီယာယာတီကွန်မာနာပိုလီကနေထွက်ခွာပွဲရှိတယ်လို့ထင်ကြေးပေးမှုတွေရှိလာခဲ့တာပါဒါပေမဲ့နာပိုလီစီးရီးချန်ပီယံဖြစ်ပြီးတဲ့နောက်မှာတော့ကွန်တီကနာပိုလီမှာဆက်နေဖို့အတွက်နှစ်ဖက်ညီနိုင်မှုတွေပြုလုပ်ခဲ့ပြီးတော့သဘောတူညီမှုရယူနိုင်ခဲ့ကြပါတယ်ကွန်တီယိုဆော်ရီဘက်ကလည်းကမ်းလှမ်းမှုတချို့ရှိခဲ့မယ်နာပိုလီဘက်ကကွန်တီအတွက်ကစားမခေါ်မှုတွေနဲ့ထိရောက်တဲ့ပံ့ပိုးမှုတွေပြုလုပ်ပေးမယ်လို့ဂရီးပေးခဲ့တာကြောင့်ကွန်တီကနာပိုလီမှာဆက်နေဖို့အတွက်သဘောတူညီမှုရရှိခဲ့တာပါကွန်တီကတော့လက်ရှိမှာစပိုတင်တိုက်ဆုံဗီတာယိုဂရစ်ကိုခေါ်ယူပေးဖို့အတွက်နာပိုလီထံတောင်းဆိုထားတယ်လို့သိရပါတယ်ယော်ဂရက်စ်ကတော့ခုလာမဲ့နွေမာစပိုတင်ကနေထွက်ခွာဝယ်ရှိနေပြီးချန်ပီယံလိဝင်ဝင်ရတဲ့အသင်းစီဝဲပြောင်းရွှေ့ကစားမယ်လို့ပြောထားပါတယ်။ဒါကြောင့်ယော်ဂရက်စ်ကိုအသေးအရှင်ရလိုချင်တဲ့မန်အသင်းလဲဒီရာသီမှာခွက်ပြောက်ဖြစ်လာမယ့်ရာသီမှာဥရောပဝင်ဝင်များဖြစ်ခဲ့တာကြောင့်လက်မှန်ချနေခဲ့ရပါတယ်။ယော်ဂရက်စ်ကိုအာဆင်ကလည်းကမ်းလှမ်းမှုတွေရှိထားပေမဲ့အာရီတာယော်ဂရက်စ်နဲ့ဆက်စကိုပို့ပြီးတော့သဘောကျနေတာကြောင့်ယော်ဂရက်စ်ကနာပိုလီကိုရောက်ချင်လဲရောက်သွားနိုင်တဲ့အနေအထားဖြစ်နေတာဖြစ်ပါတယ်။